အခုဆိုရင်12ရက်မြောက်ပေါ့နော်နှာခေါင်းကတော့တရက်ထက်တရက်တော့ပိုပြီးတော့အယောင်ကြီးကျလာတယ်ဆိုတာသိတာတယ်ဒီမျက်လုံးနေရာလေးကတော့ဒီဝဝလေးတော့ဖြစ်နေတာပေါ့နော်ချောရဲ့ကန်ကောင်းတာတကူကလေ operation လုပ်တဲ့လူတိုင်းကဘာလဲဆိုရင်မျက်လုံးနေအဲ့လိုမျိုးညိုမဲပြီးတော့မှဒီဝါတဲ့အဆင့်ကိုရောက်တာပေါ့နော်ချောကကြတော့အားတာကြလားကန်ကောင်းတာလားမသိဘူးချောကကြတော့အဲ့လိုညိုတဲ့အဆင့်ဘယ်တော့မှမရောက်ဘူးနာတယ်နာပြီးရင်တန်းပြီးတော့အဲ့လိုမျိုးအစိမ်းလို့အဝါလို့လေးတန်းဖြစ်သွားတယ်ပေါ့နော်ဒီနေ့ကတော့73ရက်နေ့ပါဒီညဘက်မှာနည်းနည်းလေးပေါ့နော်ရောင်နေသေးတယ်နှာခေါင်းကြားမှာပေါ့အောက်ကဒီမျက်လုံးအောက်မှာပေါ့ဒီဘက်ကကျတော့တက်တာရယ်73ရက်နေ့ပါဒီနေ့က14ရက်နေ့ပါညနေတော့နည်းနည်းလေးမိတ်ကပ်လေး on ထားပါတယ်နှာခေါင်းကမနေ့ကတော့ဟိုပါဘောနော်နည်းနည်းလေးအယောင်ကျပြီးထင်တာဒီနေ့ဒီဘက်ကနည်းနည်းလေးစိတ်ထဲမှာဖောင်းနေတယ်လို့ထင်တယ်ဒါနှာခေါင်းချင်းနေပေါ့နော်နှာခေါင်းကိုဘာမှလည်းမစွဲထားဘူးဒီတိုင်းလေးပဲထားထားတယ်မထိရဲသေးလို့တကယ်ကဟိုဒီလိုပါနေလိမ့်လို့ရှိရင်တော့နည်းနည်းလေးစွဲရင်တော့နာနေတာဆိုတော့လေနာသေးရပေါ့နော်ပြီးတော့ရင်ဘက်ကကျတော့ဒီမှာရင်ဘက်ကဒီနေ့မှအင်ကြီးတွေလည်းဝတ်စရာတွေကုန်ပြီပေါ့နော်အဲ့တော့ဒါလေးဝတ်ထားတယ်ဒီအလုံးတိုင်းပဲပေါ့နော်နားရီပါတော့ဟိုလိုကြီးတော့မရှိတော့ဘူးအိတ်တဲ့တစ်ချိန်ထားလို့ရှင်တော့နည်းနည်းလေးတော့တင်းတယ်ကျန်တဲ့ဟာတော့ပုံမှန်ပဲလှုပ်ရှားလို့ရတယ်အဆင်ပြေတယ်ဒါလည်းနည်းနည်းရောင်နေသေးရပါတော့မာနေသေးတယ်ပြပေးမယ်ဒီမှာနည်းနည်းလေးမာနေသေးတယ်တဖြည်းဖြည်းနဲ့တော့ကြာလာရင်ပိုအသားကျသွားမှာပေါ့နော်အားလေးလာပြပေးတာ bye bye